ရွှေတောင်ကြားလို့လူသိများတဲ့ဗဟန်းမြို့နယ်အေးရမြိုင်လမ်းမပေါ်မှာအယောင်ခန့်ထွက်ခဲ့တဲ့အေးရမြိုင် resident ကကိုနိုအခန်းကျဲတစ်ခုနဲ့မိတ်ဆက်ပေးကြပါတယ်။ဒီအခန်းက square feet 2050တောင်မှကျယ်ဝန်းတာကြောင့် living room area ဆိုရင်လည်းကျယ်ဝန်းနဲ့စိတ်တိုင်းကျ decorate ပြုလုပ်နိုင်မဲ့ area ရှိတယ်။မိသားစုနဲ့တက်တောင့်တက်တာနေထိုင်ကြတဲ့သူတွေအတွက်အိမ်ခန်း3ခန်းဖွဲ့ထားပြီးတော့အခန်းတိုင်းမှာရေချိုးခန်းအိမ်သားနဲ့လေဝင်လေးထွက်ရရှိစေမဲ့ပတင်းပေါက်ကျဲကြီးတွေဖောက်ပေးထားပါတယ်။ကျန်းကင်းဆိုရင်လည်းပါကက်ခင်းထားပေးပြီးတော့အခန်းတိုင်းမှာအဲကွန်တစ်လုံးစီတက်ဆင်ပေးထားပါတယ်။အိမ်ခန်းတွေရဲ့အကျယ်က furniture တွေစာကြည့်ခုံတွေစိတ်တိုင်းတက်ထားလို့ရမယ့်အကျယ်လေးရှိတယ်။ဒီအခန်းရဲ့ဈေးနှုန်းက3000ခွဲခေါ်ထားပြီးတော့တိတိဆန်ဆန်နဲ့ညှိနှိုင်းပေးအောင်ပါပါ။ဒါရင်မကသေးပါဘူးအခန်းရဲ့နေရာလွတ်တိုင်းကိုအလေလွှဲမရှိသုံးနိုင်မှုအတွက် main room နဲ့ store room ကိုလည်းတစ်ဆက်တည်းဖွဲ့ပေးထားပါတယ်။ဆက်ပြီးတော့ဒီဘက်မှာဆိုရင်တက်ရက်ကျယ်ဝန်းပြီးတော့အသုံးပြုရလွယ်ကူစေမယ်ခင်မီမိဖို့ကြောင့်အပြင်စင်ကလည်းပြောစရာမလိုအောင်တည်တတ်တာကြောင့်အခုပြသွားတဲ့အခန်းလေးကိုစိတ်ဝင်စားလို့လိုက်ကြည့်ချင်နေဆိုရင်တော့3995185539 3995012951ကိုဆက်သွယ်ပြီးမေးမြန်းလို့ရပါတယ်ရှင်။